ABC လို့သတ်မှတ်ပြီးတော့ပေါင်းပါလားနှုတ်ပါလားဒီထဲကဒါကိုနှုတ်ရင်ဒါထွက်တယ်ဒါမဟုတ်ပေါင်းချင်လည်းရတယ်ဒါနဲ့ပေါင်းရင်ဒါရတယ် A နဲ့ C နဲ့ပေါင်းရင် B ရတယ်ဒါမှမဟုတ် B ထဲက A ကိုနှုတ်ရင် C ရတယ်အဲ့ဒီပုံစံနဲ့တွက်လိုက်တော့ A ပဲဖြစ်တယ် ။နောက်ကောင်းလေးကပထမလိုင်းမှာကအပေါ်ဆုံးမှာရှိတယ်ဒီမှာဆိုရင်အလယ်မှာရှိတယ်အဲ့ဒါဆိုတေချာပေါက်ဒီအောက်ကမှာလည်းအောက်ဆုံးမှာရှိတဲ့ကြောင့်ဒီပဲရှိရတယ်ဒါကြောင့်အဖြေကဒီဖြစ်ရမယ်နော်။ဒီမှာဆိုရင်တော့3ခု4ခု5ခုဒီမှာဆိုရင်4 5ဆိုရင်ဒီမှာ6လာတယ်6လာပါတစ်ခုကလည်းဤတစ်လုံးပဲရှိရတဲ့ကြောင့်ဤပဲဖြစ်ရမယ် ဒီဟာရဲ့ဒီမှာပေါင်းသွားဒီမှာဆိုလို့ရှိရင်လည်းဒီမှာဒီဟာရဲ့ဒီထဲမှာပေါင်းသွားအဲ့ဆိုဒီဟာနဲ့ဆိုလို့ရှိရင်လည်းဒီဟာနဲ့ပေါင်းပါဆိုဒီဟာကပြက်ပြောက်လေးတစ်ခုပဲရှိရဒီမှာဆိုလို့ရှိရင်အဲ့ဆိုဒီဘက်ကဒီဘက်ပဲရှိရမှာအဲ့ဒါကြောင့်မလို့ဒီဟာဖြစ်သွားဒီအောင်မှာ နောက်တစ်ယောက်ကဟုတ်ပြီနောက်တစ်ယောက်ကဘယ်လိုနားလဲလေအေးပြောင်းလာလို့လူခွန်နေတာ ပုံက तू ကဒီမြင်းချောင်းပေးထားတဲ့အတိုင်းပဲကိုကစဉ်းစားလိုက်တာဆိုတော့ဒီပုံရဲ့မြင်းချောင်းတိုင်းကဒီပုံလေးကိုပဲတူအောင်လို့ရွေးထားတာဆိုတဲ့အတွက် A ကပဲသူနဲ့ပုံနဲ့တူတဲ့ဟာပဲဆိုတဲ့အတွက် A ကပဲရှိတယ်ဆိုတော့သူ့ကိုပဲ A ပဲရွေးလိုက်ဆက်စစ် တဲ့သူလေးတွေရော ဒီဘက်နဲ့ဖြတ်တာအတူတူပဲ direction လားဒီမှာနှစ်ခုဆိုရင်ဒီမှာလည်းဒီမှာထပ်သွားတဲ့နေရာကိုယူလိုက်တာဒီမှာနဲ့ဒီဟာနဲ့ပြန်ထပ်လို့ရှိရင်လည်းဒီမှာကြံတာတစ်ခုကြံတာယူလိုက်တာဒီဟာဆိုလို့ရှိရင်ဒီဘက်မဲ့ဒီမှာထပ်သွားဒီပုံနှစ်ခုကိုထပ်ကြည့်လိုက်လို့ရှိရင် तू ကထပ်နေတဲ့နေရာရှိမှာဒီလိုမျိုး ထပ်တူရနေညာရှိမှာ ဟုတ် ဒီရက်တော့ဒီပုံဒီဟာကိုလည်းကြည့်လိုက်လို့ရှိရင်ဒီမှာဒီနှစ်ခုကိုထပ်လို့ရှိရင်ဒီနှစ်ခုကထပ်တူကြနေမှာဒီဟာဒီနဲ့ထပ်လာခြင်းဒီဖြစ်တော့မှာအဲ့တော့じゃဒီနှစ်ခုဒီမှာဒီနှစ်ခုကိုထပ်လိုက်လို့ရှိရင်အတူတူပဲအဲ့ဒါကိုဒီဘက်ကဟာနဲ့ဒီဟာနဲ့နှစ်ခုနဲ့တစ်ခုဖြစ်မှာဆိုလို့ရှိရင်ဒီနှစ်ခုကိုထပ်ကြည့်လိုက်လို့ရှိရင်လည်းတူတယ်ဆိုပေမဲ့အဲ့ရှင်ကမတူထပ်တူတော့ကျသွားတယ်ဒါပေမဲ့ဒီပုံစံနဲ့မတူဒီမှာဆိုလို့ရှိရင် လေပါ လဲလိုက် ကျွန်တော်ဆက်စဉ်းစား